အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူပုံမင်းနိုင်ရဲ့ Optical YouTube Channel မှာအားလုံးကိုနှုတ်ထွေးစွာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့ကျွန်တော်တို့ရဲ့ Channel လေးကတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူပုံမင်းနိုင်ရေးသားထားတဲ့မောင်ဖြိုးနဲ့ကျုပ်တို့ရွာကတရေနိုင်ဆရာကြီးဆိုတဲ့ဇာတ်လမ်းလေးရဲ့စာသင်ငါးကိုအစာအဆုံးတင်ဆက်လို့ပေးမှာဖြစ်ပါတယ်ခင်ဗျာပရိသတ်များအနေနဲ့လည်းကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့လို့တောင်းဆိုရင်ကျွန်တော်တို့ဇာတ်လမ်းလေးကိုစားလိုက်ကြအောင်ဗျာတကြံလည်းပြီးပြီဆိုတော့ကျုပ်တို့ရွာကလေးမှာလည်းတရွာလုံးဒီပါရွှေကျင်တဲ့အလုပ်ကိုလုပ်ကြရပြီလေဗျာအဲ့ဒီမှာကျုပ်တို့ညီကိုလည်းပါတာပေါ့တကြံလို့သာပြောတာဗျကျုပ်တို့တွေမှာပျော်ပါခွင့်တော့မရခဲ့ဘူးခင်ဗျားတို့လည်းအသိပဲလေဗတော့တက်စီမွေလို့ကျုပ်တို့တွေမန်းနဲ့လေးဖြတ်လိုက်ရတယ်ဆိုတာအမေကတော့ကျုပ်တို့ညီကိုနှစ်ယောက်တနေကုန်ရွှေကျင်ရမှာဆိုတော့ထမင်းကြိုင်လေးအသိထုတ်ပြီးမိဖို့ကြောင့်ထဲမှာပြင်ဆင်ထားလေရဲ့ကျုပ်ကိုကြီးကတော့ချောင်းဆက်မှာရွှေကျင်ရမှာဆိုရင်တိတ်ကိုပျော်နေရဗျရွာရဲ့အပြိုကျော်တတိုက်ကိုငန်းရမယ်ဆိုတဲ့အတွေးကြောင့်လားမသိဘူးအစောကြီးကိုထလာတာဗျပြီးတော့ကျုပ်အိတ်ရနိုးလို့အိမ်အောက်ကိုဆင်းလာတော့အကိုကြီးတယောက်မှန်တင်ကုန်ရှိမှအလုံးရှုံနေရလေဒါနဲ့ကျုပ်လည်းမိဖို့ကြောင့်လည်းအမိတ်လက်ရနဲ့ထမင်းမနှက်စာကိုအားရပါရလွေးနေရပေါ့ဗျာအဲ့ဒီချိန်မှာပဲအိမ်ပေါဝမှာကျုပ်အဖေနာမည်ကိုအော်ခေါ်နေတဲ့အတန်တန်ကိုကျုပ်ကြားလိုက်ရတယ်ဗျဦးကြီးကြည်စိန်ပြောဦးကြီးကြည်စိန်အဲ့ဒီလိုအတန်လဲကြားရောအဖေကလည်းအင်ဂျီကန်ကနေထားပြီးတကားသွားဖွင့်ပေးလိုက်တာပေါ့ဗျာဦးကြီးကြည်စိန်ဆရာကြီးဖြိုးရှိလားဟဲ့ကောင်ဆွေသောင်းရဘယ်ရဆရာကြီးကငါတို့အိမ်ကိုလာမလဲကွအဖေကလို့ပြောလိုက်တော့ဆွေသောင်းကအိမ်ထဲကိုအတင်းပြေးဝင်လာတယ်ဗျဆွေသောင်းဆိုတာကျုပ်တို့ရွာရဲ့မဟာနာမည်ကျော်ပုဂ္ဂိုလ်ကြီးတူပဲလေသူ့နာမည်ကလင်းလက်ဒါပေမဲ့သူ့မျက်လုံးတွေကတော့ဓာတ်တိုင်ကြည့်ရင်တစ်ပင်ကိုပဲမြင်တဲ့ပုံစံမျိုးဗျအဲ့ဒါကြောင့်ကျုပ်တို့တရွာလုံးကသူ့ကိုဆွေသောင်းလို့ခေါ်ကြတာပေါ့ဗျာအခုဆွေသောင်းကအဖေကဘောက်ဆက်ဆက်ပြောလိုက်လို့လားမသိဘူးအိမ်ထဲကိုပြေးဝင်လာတာဗျပြီးတော့မိဖို့ကြောင့်ထဲမှာထမင်းစားနေရဲ့ကျုပ်ကိုလည်းမြင်ရောဝမ်းသာအားရကျုပ်စီပြေးလာပြီးအခုလိုပြောလိုက်တယ်ဆရာကြီးဖြိုးကဲပါဦးဗျကျွန်တော်အမလှထွေးကြီးတရေဝင်ပူနေလို့ဗျသူ့စကားကြားတော့ကျုပ်တောင်အံ့ဩသွားတယ်ဗျတသက်လုံးနေရကျုပ်ကိုမျက်မုံးကျိုးနေတဲ့ဒီကောင်ကအခုတော့ကျုပ်ကိုဆရာကြီးတယ်ဗျာအမေပြီးတော့မင်းတွေငါတွေသုံးနေတဲ့သူကကျွန်တော်ဆိုပြီးတော့ရင်ကျေးနေသေးတယ်ဗျအခုသူကကျုပ်ကိုဆရာကြီးလို့ခေါ်လိုက်တော့သူ့နောက်လိုက်လာတဲ့အဖေရဲ့ကျွန်တော်သူ့အတန်ဆိုးကြောင့်အိမ်ပေါ်ဓာတ်ကနေဆင်းလာတဲ့အမေရဲ့အကိုကြီးရဲ့ကလည်းကျုပ်ကိုအံ့ဩတကြီးနဲ့ကိုကြည့်နေရဗျဒီတော့ကျုပ်ကလည်းအဖေတို့ရှိမှဝင်ကြွားနေတဲ့စကားနဲ့အခုလိုဆိုလိုက်တာပေါ့ဗျာခမရတို့လည်းအသိပဲလေကျုပ်တဆေပူးခံရတဲ့သူတွေကိုထုတ်ပေးခဲ့တယ်ဆိုတာအော်ကိုဆွေဆောင်ပါလားကျုပ်ဒီနေ့ရွှေချင်းသွားမယ်လို့တော့စိတ်အာယုံထဲမှာခမရလာမှကြိုသိနေလို့မသွားသေးပဲစောင့်နေရဗျဟင်းဟုတ်လားဆရာကြီးဖြိုးအားကိုးပါတယ်ဗျာဆရာကြီးဖြိုးကျွန်တော်အမတော်ကျုပ်သိပြီခမရမတရေပူးခံရတယ်မလားဗျာဆရာကြီးဖြိုးကဘလို့သိကျုပ်ကလည်းအစောကထိတ်လန့်တကြသူပြောထားတာကိုမေ့ပြီးကျုပ်ကိုအထင်ကြီးနေတဲ့ကိုဆွေဆောင်ကိုကြည့်ရင်ဆရာကြီးကြိုက်ဖန်းကမျက်စိကိုအစုံမိတ်ပြီးအာယုံပြုတ်လိုက်တယ်လေအဖေနဲ့အမေနဲ့အကိုကြီးကတော့ကျုပ်ကိုမျက်စိစပင်မွေးစူးနေကြမှာတော့သေကြလေရဲ့ပြီးတော့ကိုဆွေဆောင်အမြောက်ကောင်းတော့ကျုပ်ကိုကြုတ်တောင်တရားမင်းရဲ့ဗန်ဒုကပလာမြားကြောက်ပြထက်တောင်ရောက်သွားတယ်လို့ထင်လိုက်ရတယ်လေဘာပဲဖြစ်ဖြစ်ကျုပ်လည်းဒီကောင်းတော့လိုက်ရရင်အလုံးလုံးစီရမလို့တော့ပြီးတော့အဖေတို့အမေတို့ပြောဆိုတဲ့ကိုလည်းခံရတော့မှာမဟုတ်ဘူးလေအဲ့ဒါနဲ့ပဲကျုပ်လည်းအခုလိုပြောလိုက်တာပေါ့ကိုသွေးသောင်းအခုကျုပ်ကိုလာပေးနာဆိုပါတော့ဟုတ်ပါတယ်ဆရာကြီးဖြိုးရဲ့ကျုံမလှထွေးကြီးတရေဝင်ပူနေလို့ပါဗျဘာကွမင်းမလှလေးကိုဘယ်တရေဝင်ပူတာလဲကွအဲ့တရေငါနဲ့တွေ့မယ်ကျုပ်တောင်ဘာမှမပြောရသေးဘူးအကိုကြီးကဂျားပေါက်ပြီးပြောလိုက်တာဗျဒီတော့ဆွေသောင်းကအကိုကြီးကိုဘူးကြည့်လိုက်တော့အမေကအခုလိုပြောလိုက်တယ်ဗျာဟဲ့ဆွေသောင်းနင်းအောင်ငါဘာမှမလုပ်ဖဲနဲ့ဘာလို့ငါ့ကိုဘူးကြည့်ရတော့ဟာဒေါ်လေးအေးမာလည်းကျုပ်ကဒေါ်လေးသားကြီးကိုကြည့်တာပါဗျအော်မသိပါဘူးဟဲ့နင်းကြည့်ရလဲတာ့ကိုကြည့်တာအမေကိုမြင်နေရတယ်ဆိုလို့တကယ်တည်းငါလည်းပြောမပြောချင်တော့အမေကအဲ့လိုပြောပြီးအိမ်မော်ဓာတ်ကိုပြန်တက်သွားတယ်ဗျဆွေဆောင်ကတော့အမေပြောတဲ့စကားကြောင့်စိတ်ထဲမှာမတင်မကျဖြစ်မိမှာအမှန်ပဲလေမဟုတ်ဘူးလားဒါပေမဲ့သူကလည်းအမေဆိုကြောက်တယ်ဗျသူငယ်တဲ့ခါအမေကျွန်တော်တို့ကိုစုံမတဲ့လက်တံကိုသူကောင်းကောင်းရင်းနှီးနေတော့အမေကိုရှိန်နေရလဲဖြစ်ရင်ဖြစ်မယ်ဆရာကြီးဖြိုးရေကျွန်တော်အမကိုကယ်ပါဦးဗျာအခုချိန်မှာကျွန်တော်အမကိုကယ်တိုင်းတဲ့သူဆိုလို့ဆရာကြီးဖြိုးပဲရှိတာပါဗျကယ်ထိုက်သူကိုကယ်ရမှာပေါ့ကောင်းလေးရဲ့အခုချိန်ကျတော့ဘသူကဆရာဘသူကအာပလာဆိုတာတဲကွဲပြီမလားကျုပ်ကကောင်းလေးလို့ပြောလိုက်တော့ကိုဆွေဆောင်အန်အော်တကြီးနဲ့ကြည်နေတယ်လို့အကိုကြီးကလည်းမထင်မဲ့ပဲကျုပ်အာပလာလို့ပြောပြီးသူ့ကိုလက်ညှိုးထိုးလိုက်တယ်လို့ဖြစ်သွားတော့ဒေါပွားပြီးကျုပ်ကိုပြောလိုက်တယ်ဗျဘာကွမင်းကငါ့ကိုအာပလာလို့ပြောချင်တာလားငါဖြိုးမင်းတော်တယ်ဆိုတာငါအိတ်နေတယ်လို့ရှိတယ်ပေးတဲ့မင်းရဲ့အဆောင်ကျိုး
အကိုကြီးကအတော်လေးစိတ်တူသွားပြီးကျုပ်လည်းပင်ကဘာကြီးတို့ပေးခဲ့တဲ့အဆောင်ကျိုးလေးကိုအတင်းဆွဲဖြုတ်တော့တာဗျအင်အားချင်းကမမျှတော့ကျုပ်လည်းအသာတကြီးပေးလိုက်ရတာပေါ့ဒီတော့မှအကိုကြီးကကိုဆွေဆောင်ဘက်ကိုကြည့်ကဆရာကြီးကြိုက်ဖမ်းပြီးအခုလိုပြောလိုက်တာဗျဟဲ့ကောင်ရောက်ဖမင်းအရင်ကြီးနေတဲ့ဆရာကြီးဖြိုးကဒီအဆောင်မှာပါပဲဆွဲမဲ့ထင်ခေါ်သွားလေငါ့ကိုအာဗလာပြောတဲ့ဒီကောင်ကိုငါပြန်မပေးဘူးအကိုကြီးကအဲ့လိုပြောပြီးကျုပ်စီကအဆောင်ကျိုးကိုယူပြီးအိမ်ပေါ်ဓာတ်ကိုပြန်တက်သွားတာဗျကျုပ်ကလည်းကျုပ်ပဲလေအကိုကြီးရှေ့မှာမျက်စိနောက်အောင်လုံးမိလိုက်တာကိုအဖေကလည်းကျုပ်တို့ဖြစ်ပုံတွေကိုစိတ်ဝင်စားအောင်မပြပဲသူ့ဟာသူအိမ်ရှိကမ်းမှာထိုင်းနေလေရဲ့အခုကျတော့ကိုစေသောင်းကလည်းကျုပ်ကိုသေချာကြည့်ကအချိုးပြောင်းသွားတယ်ဗျ။အော်အခုတော့အာဗလာဖြိုးဖြစ်သွားပြီ။အခုဆရာနိုင်ုံပဲခေါ်ရတော့မယ်။ဖြိုးဆရာနိုင်စီကအဆောင်ကျိုးနဲ့ကျွန်တော်အမောက်ကယ်ပေးပါဦးဗျ။ကိုစေသောင်းကအတော်လေးကိုအပြောင်းလဲမြန်သွားတာဗျ။ပြီးတော့အိမ်ပေါ်ဓာတ်ကကိုကြီးကိုအဲ့လိုပြောပြီးအော်ခေါ်နေရဲ့အတန်ကိုအပေါ်ဓာတ်ကအမေကလည်းနားကြမြင့်ကတ်လာတယ်ထင်တယ်ဗျ။အခုအမေကအငယ်ကောင်တော်ကြီးကိုကြောင်းသွားဖို့ပြင်ဆင်ပေးနေရဲ့အချိန်လေးဗျာအောက်ကဘဲတလုံးညာတစ်ဖက်နဲ့ကောင်းမနဲ့စောစီစီအတန်ပြေးကြီးနဲ့ငါအိမ်ကိုအလူအိမ်များမှတ်နေသလားပြီးတော့သေနာကြညီအကိုအလုတ်သွားမှဆိုလဲသွားရှုပ်ချက်အတန်ကြားရင်တနခါဆုံးသာမိမယ်အမေကအဲ့လိုအတန်ပေးပြီးတစ်သက်တည်းမှာပဲအိမ်ပေါ်ဓာတ်ကနေတနခါတုံးပြစ်ပေါက်တန်တစ်ချက်ကိုကျုပ်တို့တွေကြားလိုက်ရတယ်ဗျသိမကြပါဘူးအကိုကြီးတယောက်အဖေးတိုက်ပုံနဲ့ပစိုးကွက်ကျဲကြီးတွေကိုဝေးပြီးအပေါ်ကခေါင်းမောင်းပြူကြီးပေါင်းလို့ဗျာအိမ်အောက်ကိုပြေးဆင်းလာခဲ့ပြီလေအမေကအကိုကြီးကိုမျက်စိနောက်ပြီးတနခါတုံးနဲ့ပြစ်ပေါက်လိုက်တာလို့ပဲကျွန်တော်ကထင်တယ်ဗျအကိုကြီးကလည်းအိမ်အောက်ထက်ကိုရောက်တာနဲ့ဆွေဆောင်လက်ကိုဆွဲပြီးကမန်းကရန်အပြင်ကိုပြေးထွက်တော့တာဗျကျုပ်တောင်သူတို့နှစ်ယောက်နောက်ကိုမနှဲပြေးလိုက်ခဲ့ရတယ်ဒီလိုနဲ့ရွာလေပိုင်းကိုလည်းရောက်ရောချက်ချင်းဆိုသလိုကျုပ်ကိုကြီးမျက်နှာတင်းငိမ်သွားရဲ့ဗျာပြီးတော့တကယ်ကိုအထက်လန်းဆရာကြီးရောင်နဲ့ဂရေတန်းတန်နဲ့ခြေလန်းမှန်နဲ့ကိုရှောက်ပါရောဆရာနိုင်ရဲ့အမြန်လျှောက်ပါဗျကျုံမမဟုတ်ရင်မကယ်နိုင်မဲဖြစ်နေပါအောင်မယ်မလို့သမ်းပါနဲ့ကွယ်မင်းအမလှလေးကိုဆရာနိုင်ကိုယ်တိုင်ကဲပေးမှာပါမပူပါနဲ့ကွယ်ဒါနဲ့မင်းတို့အိမ်ကဘသူတွေများရောက်နေကြသေးလဲရွာထဲကသူ့တငယ်ချင်းကိုနောက်ကိုင်းအပြူတတိုက်လဲရောက်နေပါတယ်ဆရာကြီးနိုင်ဟေးဟုတ်လားကွာအကိုကြီးမျက်နှာအစာတွေးတဲ့စိတ်တကောင်လိုဖြစ်သွားတယ်ဗျပြီးတော့သူ့ကိုယ်သူတကယ်ဆရာကြီးတယောက်လိုအမူအရာတွေလောက်ပြနေတော့ကြောက်ပြင်အတော်လေးကိုစိတ်ကတိကအောင်ဖြစ်နေပြီဗျာကျုပ်ကိုယ်တိုင်ကလည်းအဆောင်ကျိုးကအကိုကြီးလက်ထဲမှာဆိုတော့အခုချိန်မှာကျိုးပြတ်သွားတဲ့စွန်းတကောင်လိုနှိမ့်ကြတဲ့အခြေအနေလေးဗျာဒါနဲ့ပဲအကိုကြီးနောက်လိုက်လို့ရင်လိုက်ခဲ့ရတာလေအကိုကြီးကတော့ကိုနောက်ငိုင်တတိုက်ရှိမှာအစွမ်းပြမယ်ဆိုပြီးဒီတခါတော့ရှေ့ကခတ်တုတ်တုတ်ပြန်လျှောက်သွားတယ်ဗျကျုပ်တို့တောင်သူ့ကိုမှီဖို့မပြေးုံသာလိုက်ခဲ့ရတာလေဒီလိုနဲ့ဆွေသားတို့အိမ်ပေါ်တော့ကိုကျုပ်တို့ရောက်တော့အကိုကြီးကခက်တီတီပဲကာလာသားတွေချုပ်ထားတဲ့လှထွေးကြီးအနီးကဖះကန်းရှိရာတမလင်ခွေပြီးမန်ပါထိုင်းနေရဲ့ဗျပြီးတော့ဟန်မပြက်ဖះတော်ရှိခိုးလိုက်သေးရဲ့ကျုပ်ကလည်းအကိုကြီးဖေးရပေါ့အိမ်ပေါ်ထဲမှာရှိတဲ့အပြိုတတိုင်းနဲ့ကာလာသားတချို့ကလည်းအကိုကြီးကိုတိတ်မယုံကြဘူးဗျကျုပ်ကိုကြီးကဘယ်ရမစိုးတလွဲပဲအမြဲလှုပ်တက်တာလေကဲအခုစပြီတရားလုံးကျုပ်ကိုဆရာနိုင်လို့ခေါ်ကြအခုပဲသူ့ကိုဝင်ပုနေတဲ့တရေမအောင်ကျုပ်ဆုံးမပြမယ်ဟေးဘာကွာငါကအမမဟုတ်ဘူးအထီးကွာငါ့ကိုဆုံးမမယ်ဆိုတဲ့မင်းကရောဘာကောင်လဲကွာကာလာသားတွေဝိုင်းချုပ်ထားတဲ့လှထွေးကြီးကအဲ့လိုပြောလိုက်တော့အကိုကြီးလဲသူ့အိတ်ကတည်းကအဆောင်ညို့ကိုထုတ်ပြီးပြလိုက်တယ်ဗျမြင်လားတရေကောင်လှလေးကိုကမင်းသဘောနဲ့မင်းထွက်မလားငါကိုယ်တိုင်နှင်ထုတ်ရမလားလောက်ရမယ်တင်လောက်ကြည့်စမ်းလေငါမင်းတို့ရွာတင်ချိုင်းကတပတ်ကြီးစံမြပဲကွာတသိရှိငါ့ကိုချုပ်မထားခိုင်းနဲ့တပတ်ကြီးစံမြကအတန်တန်ကြီးနဲ့ပြောလိုက်တော့အကိုကြီးလဲရွာသားတွေဝိုင်းဝန်းချုံအောင်နဲ့သူ့အနာကိုကတ်သွားတယ်ဗျပြီးတော့ကျုပ်ရဲ့အဆောင်ကျိုးနဲ့ဆွတ်ချလိုက်တယ်လေဒါပေမဲ့ဝင်ပုထားရဲ့တပတ်ကြီးကဘာမှမဖြစ်တာမြင်ရတော့အကိုကြီးလဲအဆောင်ကျိုးကိုဆွတ်ထားကနေဖြန်ပြုတ်လိုက်တာဗျပြီးတော့အချုပ်ခံထားတဲ့တပတ်ကြီးကလည်းအားကုန်ယုံလိုက်တာဗျချုပ်ထားတဲ့ရွာသားတွေအဝေးကိုလွှင့်ဆင်သွားကြတယ်ဗျဒါဝမြင်ကတော့အကိုကြီးလည်းကြောက်လန့်ပြီးအလင်းမြန်မဲ့အဆောင်ကျိုးကိုကျုပ်စီပြစ်ပေးလိုက်ပြီးပဒင်းပေါက်ကနေခုံချပြေးတော့တာဗျာအကိုကြီးထွက်ပြေးသွားတော့ကြံတဲ့သူတွေကလည်းဘယ်နေမလဲဗျအကုန်လုံးဆင်းပြေးသွားကြတာပေါ့ဒီတော့ကျုပ်တယောက်လည်းကြံခဲ့ရလေဗျာဝင်ပုဒ္ဓရဲ့တရေကြီးကလည်းသူ့ကိုမကြောက်မလန့်ထိုင်ရမထစူးစိုက်ကြည့်နေတဲ့ကျုပ်နောက်တပြေးပြေးတိုးလာပြီဗျတကယ်တော့ကျုပ်လည်းသူတို့လိုပြေးနေတာပေါ့အခုကျုပ်ကပြေးမရဘူးဗျကျုပ်တပလင်ခွေထားရင်ချိန်မကျန်းကရင်ချောင်းညံ့နေရလေဗျာဒီတော့ကျုပ်လည်းမသိမသာချိန်မကိုအတင်းလှုပ်ပြီးထုတ်နေရတဲ့အချိန်မှာဝင်ပုဒ္ဓရဲ့တပတ်ကြီးကလက်ကြီးဆန့်ပြီးကျုပ်စီတရွေ့ရွေ့ကတ်လာခဲ့ပြီဗျကျုပ်လည်းကြောက်လွန်းလို့ချွေးသေးချွေးပေါက်တွေကြနေရပေါ့ဗျာပြီးတော့အိမ်ပေါ်ကနေဆင်းပြေးသွားတဲ့သူတွေကလည်းအောက်ကနေလှမ်းကြည့်နေကြလို့သာကျုပ်လည်းဟန်မပြတ်နေရတာလေဒီလိုနဲ့ဝင်ပုတဲ့တပတ်ကြီးကကျုံနာလက်တကန်းကွာလေးရောက်ရောကျုပ်လည်းအားကုန်ခံပြီးခြေမကိုဆွဲထုတ်လိုက်တယ်လေကံကောင်းရင်တော့ကျုပ်ခြေမကရင်အပေါက်ကြားကနေလွတ်ထွက်လာပြီးကျုပ်ကလည်းအနောက်ကိုခြေပြန်ပက်လက်လန်ကျသွားခဲ့တာလေ
တိုက်ဆိုင်ပဲဗျာကျုပ်အနောက်ကိုခြေပြန်ပက်လက်လန်ကျသွားတဲ့အချိန်မှာကျုပ်ရဲ့ခြေပြန်ကန်ချက်ကအနာကက်လာတဲ့တပတ်ကြီးရဲ့မေးရိုးတက်တဲ့ကိုကန်မိသွားတယ်ဗျတပတ်ကြီးကလည်းတအင်းနဲ့ညင်းညူရင်အနောက်ကိုတစ်ချက်လန်ကျသွားပြီလေကျုပ်ကလည်းဒီအခွင့်အရေးကိုလက်လို့မခံပဲလဲကြနေရမှာထားရက်ပြီးမလာထွေးကြီးရဲ့ခေါင်းအဆောင်ကျိုးနဲ့ဆွတ်ချလိုက်တယ်ဒီတကတော့အဆောင်ကျိုးကအစွမ်းပြတယ်ဗျကျုပ်ကိုယ်တိုင်ဆွတ်လိုက်ရောတပတ်ကြီးကထွက်သွားပြီးတိတ်မကြခင်မှာပဲမလာထွေးကြီးတယောက်တတိပြန်ရလာတယ်ဗျဒီတော့မှအိမ်အောက်ကကြည့်နေတဲ့အကိုကြီးပါဝင်လူတွေအားလုံးအိမ်ပေါ်ပြေးတက်လာပြီးကျုပ်ကိုအထင်ကြီးတဲ့အမူအရာတွေနဲ့တရုတ်တသေးကိုဆက်ဆံခဲ့ကြတာပေါ့ဗျာပြီးတော့ကျုပ်ရဲ့တဲ့ရင်ကကျုပ်တို့တရွာလုံးဖုံးလန်းသွားပြီးအဖေနဲ့အမေသာမကအကိုကြီးကပါကျုပ်ကိုအပြောဆိုတာကစားဂျိုးနေရောဗျာဟဲ့ကြားပြီလားရွှေတို့မောင်ပြိုးကြီးတကယ်ကိုစွမ်းနေရအခုကစားပြီးသူ့ကိုတရေနိုင်ဆရာကြီးဆိုပြီးတရွာလုံးကခေါ်နေကြတာဟင်းဟုတ်လားငါလည်းမနေ့ကရွာထဲမှာမရှိဘူးဘလို့တွေဖြစ်ပြီးကြက်သိမ့်မပြေတဲ့ဒီညီကိုနှစ်ယောက်တည်းကမောင်ပြိုးကဟုတ်ပါနင်တို့ပြောတဲ့တရေနိုင်ဆရာပြိုးကဆရာကြီးဖြစ်သွားတာလေအေးဟဲငါလည်းမျက်မြင်ကိုယ်တွေမလို့သာယုံရတာလာတွေးကြီးကိုတပတ်ကြီးဝင်ပူနေရအောင်တရေနိုင်ဆရာပြိုးကဝင်ပူတဲ့တပတ်ကြီးကိုမျက်နှာကိုပြစ်ကန်လိုက်တာဟေးတပတ်ကြီးပက်လက်လန်ပြီးကိုကျသွားတာဟဲ့ပြီးတော့အဆောင်ကျိုးနဲ့စွတ်ပေးလိုက်တော့ကြောက်ပြီးထွက်ပြေးသွားတာနေမဲ့စင်းသားကြီးအကုန်လုံးကကြောက်ပြီးဆင်းပြေးသွားတဲ့အချိန်မှာသူတယောက်တည်းကြံခဲ့ပြီးတပတ်ကြီးကိုကန်ပစ်လိုက်တာနဲတဲ့အစွမ်းလားရွာရဲ့ကုန်းတော်ကအပြူတွေကလည်းကြောက်ကိုအရင်အထက်ပိုးပြီးအလေးပေးလာတော့အကိုကြီးကကြောက်ကိုတိတ်အားကြနေရပေါ့ဗျာသူကဆရာကြီးဆိုပြီးအချက်ကွဲရတော့အပြူတွေကသူ့ဆိုရင်အရင်ကတည်းပိုးပြီးအထင်သေးနေကြရလေအခုတော့သူကကြောက်သွားရနောက်ကိုတကောက်ကောက်ကိုလိုက်နေရဗျဒီလိုနဲ့ကြောက်လဲဘာကြီးတို့စီသွားတော့သူကလည်းမလိုက်စဘူးလိုက်လာခဲ့တာလေကျုပ်တို့ဘာကြီးတို့အိမ်လဲရောက်ရောဘာကြီးတို့ကမကြီးပင်ကွပြက်ကလေးမှာပဲရှိသေးရဲ့ဘာကြီးတို့မျက်နှာအမူအရာလဲအရင်ကတည်းဆိုင်တိတိတသားကိုညှိုးငင်နေရဗျကျုပ်တို့ညီကိုနှစ်ယောက်ရောက်လာတယ်မြင်ရောသူကပဲအရင်ဆုံးနှုတ်ဆက်လိုက်တယ်လေဩတရေနိုင်ဆရာကြီးဆိုပြီးနာမည်ကြီးနေတဲ့မောင်တော့ချာဆိုတမ်းမအောင်ဘာကိစ္စများရှိလို့ရောက်လာတာလဲကွဒီတကဘာကြီးတို့ရဲ့မေးတဲ့ပုံစံအရင်ကနဲ့မတူဘူးဗျအရင်ကဆိုအပြုံးလေးနဲ့ကြိုတတ်တဲ့ဘာကြီးတို့ရဲ့အမူအရာနဲ့မျက်လုံးတွေကအစညှိုးငယ်တဲ့အရေးရောင်တွေကအထင်သားပါပဲဗျာကျုပ်ကလည်းဘာကြီးတို့နေမကောင်းတာထင်ပြီးဘာကြီးတို့နာသွားနှစ်ဖူးကိုလက်နဲ့စမ်းကြည့်တော့လေပုံမှန်ပါပဲဗျကဲမောင်တော့ချာဘာကြီးတို့ဘာမှမဖြစ်ပါဘူးကွယ်မင်းကိုကြီးမောင်းနိုင်ပါမလားစဘူးလာထူးလိုက်လားကွဟုတ်တယ်ဘာကြီးတို့ရဲ့ကျုပ်လည်းငပြိုးလို့အဆောင်လေးပေးဖို့လာတောင်းတာပါဗျပြီးတော့သူ့အဆောင်ကျိုးကကြောက်ကြတော့ဘာလို့မစွမ်းတာလဲဘာကြီးတို့အဆောင်ကျိုးဆိုတာကာယကံရှင်တယောက်ရဲ့နေနဲ့တခုအတွက်ပဲလှုပ်လို့ရတာကွဘာကြီးတို့ကမောင်တော့ကြအတွက်လှုပ်ပေးတာဆိုတော့မောင်တော့ကြပဲအသုံးပြုလို့ရမှာလေကွဟာဒါဆိုကျုပ်ကလည်းလှုပ်ပေးပါအောင်ဘာကြီးတို့ရဲ့ဘာကြီးတို့ကိုထိုင်ကြော့ပါလေဗျာအကိုကြီးကကမန်းကရန်ကိုပြစ်ပေါ်မှာထိုင်နေဘာကြီးတို့ကိုကြော့ပြီးအဆောင်ကျိုးကိုအတင်းတောင်းတာဗျဒီတော့မှဘာကြီးတို့ကလည်းသူ့အိမ်ထဲကိုခဏဝင်သွားပြီးကျုပ်လိုပဲအဆောင်ကျိုးတစ်ခုကိုယူလာပြီးအကိုကြီးကိုပေးလိုက်တယ်ဒီတော့မှကျုပ်ကိုကြီးအမုံရတဲ့မျက်နှာကြီးနဲ့ဆက်ပြေးပြီးဖြစ်နေရပေါ့ဗျာအဲ့ဒီမှာဘာကြီးတို့ကအခုလိုပြောလိုက်တယ်ကဲမင်းတို့ညီကိုဘာကြီးတို့တခုတော့တတိပေးခြင်းနဲ့ကွယ်အဆောင်ကျိုးအားကိုနဲ့မမြင်ရတဲ့ဘုံလောကသားတွေရဲ့စီးကိုမကြော်ကြနဲ့ပေါ့သူစီးကိုစီးဆိုတဲ့သဘောမျိုးအတိုင်းသူတို့ဘက်ကစီးကြော်ပြီးလူတွေကိုပုကတ်တာမျိုးလှုပ်လိုက်ရင်တော့ကုပေးလို့ရတယ်အေးဒီလိုပဲကိုဘက်ကစီးကြော်ပြီးသူတို့နဲ့မျိုးကိုကျူးကြော်ပြီးအနိုင်ကျင့်ပို့ကြမယ်ဆိုရင်ကိုဘက်ခံရလိမ့်မယ်ဆိုတာသိထားပါဟုတ်ကဲ့ပါကြီးတို့ကျုပ်အဲ့လိုမျိုးမလုပ်ပါဘူးဗျကျုပ်လည်းငပြိုးလိုမျိုးဖြစ်ခြင်းလို့လာတောင်းတော့ပါဗျအေးကောင်းပြီမောင်နိုင်မင်းပြန်တော့ကွယ်ဘာကြီးတို့လှုပ်เสียရှိသေးရဲ့မောင်တော့ကြတော့ခဏနေခဲ့ဦးဘာကြီးတို့ကအဲ့လိုပြောလိုက်ရောအကိုကြီးတယောက်စောင်းကြွားကြွားနဲ့ဘာကြီးတို့ကိုနှုတ်ဆက်ပြီးထွက်သွားခဲ့ပြီဗျကျုပ်ကတော့နေခဲ့ရတာပေါ့ဗျာအခုလောက်ဆိုရင်ကျုပ်ကိုကြီးတရွာလုံးကိုပတ်ကြွားပြီးဆရာကြီးလုံနေတော့မယ်ဆိုတာကျုပ်ကောင်းကောင်းသိနေခဲ့ပြီလေကဲမောင်တော့ကြဘာကြီးတို့နောက်ဆုံးအနေနဲ့မင်းကိုလက်ဆောင်တစ်ခုပေးခြင်းနဲ့ကွယ်ဟာဘဲနဲ့နောက်ဆုံးလဲဘာကြီးတို့ရဘာကြီးတို့ကဘယ်မှာသွားမလို့ဘယ်သွားမလို့လဲဗျပြီးတော့ဘာကြီးတို့ကိုကျုပ်ကိုခွဲမသွားဘူးဗျာတကယ်လို့ဘာကြီးတို့တနေ့ရသွားရင်ကျုပ်ကိုလည်းအပါခေါ်ဗျာဘာကြီးတို့ကိုမခွဲနိုင်ဘူးဗျဒီမဲမောင်တော့ကြဘာကြီးတို့အသက်အရွယ်ကနောက်ဆုံးချိန်ကိုရောက်နေပြီသင်္ခါရသဘောတရားကိုလုံဆန်လို့မရဘူးလေကွယ်တကယ်လို့များဘာကြီးတို့မရှိတော့ရင်ဘာကြီးတို့ရဲ့ကိုယ်စားဟောဒီကကျေးနဂါရုပ်လေးကိုယူထားကွယ်အစိတ်ရှိတဲ့မွေးမှန်သမျှအကိုက်ခံရရင်ဒီရုပ်လေးကိုရေစိမ်တိုက်ပျောက်တယ်ပြီးတော့အပနေတဲ့နေရာမှာလဲဒီရုပ်လေးကိုပြလိုက်ရုံနဲ့တာမန်သက်သေးတရေတွေကြောက်ကြတယ်ကွဘာကြီးတို့ကအဲ့လိုပြောပြီးတထွာခန့်ကျေးနဂါရုပ်လေးကိုကျုပ်ကိုပေးလိုက်တယ်ဗျကျုပ်တေချာကြည့်လိုက်တော့ကျေးနဂါရုပ်လေးကအတော်လေးကိုလက်ရမြောက်နေရဗျဒါနဲ့ဘာကြီးတို့ကကျုပ်ကိုဘာလို့ဒီရုပ်လေးကိုပေးရတာလဲ
ဒီလိုမောင်တော့ကြရဲ့မင်းကတိတ်တာကြက်မပြေချင်တာမင်းကိုကြီးနဲ့မတူစေတနာကောင်းတယ်စိတ်ရင်းကောင်းတယ်ကြွားဝါတတ်တာအလွင်လူတစ်ပတ်သားကိုကူညီခြင်းနဲ့စိတ်အပြည့်ရှိတယ်အဲ့ဒါကြောင့်နောက်တစ်ချိန်မှာမင်းလူတွေကိုကူညီစောင့်ရှောက်နိုင်ဖို့အတွက်ဘာကြီးတို့ကလက်ဆောင်ပေးတာပါကွယ်ဟာဘာကြီးတို့ကလည်းဗျာဘာကြီးတို့ကျုပ်ကိုချီကျူးသလိုနဲ့ကြက်မပြေဘူးလို့ပြောတယ်ဗျာပြီးတော့ကျုပ်ကိုအယုံလေးပေးပြီးဘာကြီးတို့ကဘယ်ဟုတ်သွားမှလဲဗျာဒီရုပ်လေးကဘလောက်ပဲမိုးပြန်မြေရှိုးအောင်စွမ်းနေပါသေးဘာကြီးတို့နဲ့တော့ကျုပ်အစာမထိုးနိုင်ဘူးဗျာရော့ပြန်ယူဗျာဘာကြီးတို့ကျုပ်မလို့ခြင်းဘူးကျုပ်တို့တော့ဘာကြီးတို့ကသာအဖိုးမပြတ်နိုင်တဲ့လူတစ်ယောက်ပါဗျာကျုပ်လည်းငိုးတန်းလေးကိုပါလို့ပေါ့ဗျာဒီတော့မှဘာကြီးတို့ကကျုပ်ကိုကြည့်ပြီးပြုံးလိုက်တယ်ဗျပြီးတော့ကျုပ်ပကုံးလေးကိုအသာပုတ်ကကျုပ်ပြန်ပေးတဲ့ကျင်းတကားရုပ်လေးကိုမယူပဲအိမ်ထဲကိုပြန်ဝင်သွားတယ်ဗျကျုပ်လည်းဘာကြီးတို့အိမ်ထဲကိုဝင်သွားတော့အနောက်ကလိုက်ခဲ့ပြီးမဲ့ဘာကြီးတို့ကတကားပိတ်သွားခဲ့တာဗျပြီးတော့အိမ်ထဲကနေအခုလိုပဲကျုပ်ကိုပြောလိုက်တယ်မောင်တော့ကြာဘာကြီးတို့အခုလောလောဆယ်အတိတ်တန်တစ်ခုဝင်နေလို့ပါကွယ်ဘာကြီးတို့ပေးတဲ့ကျင်းတကားရုပ်လေးကိုတခါတည်းယူသွားနော်နောက်9ရက်နေမှဘာကြီးတို့ကိုလာတွေ့ပါကွယ်ကဲပြန်တော့မောင်တော့ကြာဘာကြီးတို့အတိတ်တန်ဝင်အောင်မယ်ဘာကြီးတို့ကအိမ်ထဲကအဲ့လိုပြောလိုက်တော့မှကျုပ်လည်းဝမ်းနေမှုတွေရောကြသွားတာဗျဘာလို့လဲဆိုတော့ဘာကြီးတို့အတိတ်တန်ပရိစိတ်နေလို့ကျုပ်ကိုအဲ့ဒီလိုတွေပြောတာဖြစ်လိမ့်မယ်ဒါနဲ့ကျုပ်လည်းဘာကြီးတို့ပေးတဲ့ကျင်းတကားရုပ်လေးကိုယူပြီးအိမ်ကိုပြန်လာခဲ့တာပေါ့ဗျာကျုပ်အိမ်ကိုလည်းရောက်ရောအကိုကြီးကပြန်မရောက်သေးဘူးဗျဒါနဲ့ကျုပ်လည်းကျင်းတကားရုပ်လေးကိုကျုပ်ရဲ့အလုပ်သွားရင်လွယ်နေကြလွယ်အိတ်လေးတွေကိုထည့်ထားလိုက်တာပေါ့ဗျာပြောဒေါ်လေးအေးမအိမ်အောက်ကအမေကိုအောနေတဲ့အတန်တခုကြောင့်အမေလည်းအိမ်ပေါ်ဓာတ်ကနေအောက်ကိုဆင်းသွားခဲ့တယ်ဗျကျုပ်ကလည်းဘယ်သူလဲသိအောင်အမေနောက်ကနေကတ်လိုက်ခဲ့တာပေါ့ဗျာကျုပ်နဲ့အမေအိမ်အောက်ကိုရောက်တော့အရေးထွေးရဲ့သားကိုကြီးချက်ပေါင်ဖြစ်နေတယ်ဗျဒါနဲ့အမေလည်းကိုချက်ပေါင်ကိုလိုင်းကိစ္စကိုအကြောင်းစုံမေးလိုက်တော့ကျုပ်ကိုကြီးကြောင့်စပြီးပြောတော့တာဗျဒီလိုဒေါ်လေးအေးမဒေါ်လေးရဲ့သားကြီးကိုနိုင်ကဒီညပြန်မအိပ်ပဲတရေချောက်ပါတယ်ဆိုတဲ့ကိုတာခွားတို့လဲတောင်တဲမှာတွားအိမ်မေတဲ့ဗျာဟဲဒီကောင်ကတော့ဘာတွေရှောက်လုံနေလဲမသိဘူးဒါနဲ့နင်တို့တွေရောမတားကြဘူးလားချက်ပေါင်းကျုပ်ကလည်းဘယ်လိုမှတားမရဘူးဗျသူကတရေနိုင်နေဆိုပြီးအဲ့မှာတွားအိပ်ပြမယ်ဆိုပြီးအတင်းကိုပြောနေရပြီးတော့ဒေါ်လေးသားကိုတာဝညီမကိုကြိုက်နေရလေဗျာပြီးတော့သူတို့မောင်နှမအထင်ကြီးဖို့တွားအိပ်တာလည်းပါတယ်ဗျအေးထားလိုက်တော့သင်းကိုငါလည်းမနိုင်ဘူးအကြီးရတစ်မျိုးအလက်ကတစ်မျိုးနဲ့သူတို့နှစ်ကောင်မွေးထားမိကြဘူးကမားတာငါမွေးတော့ကတော့ပြည့်ပြည့်စုံပဲကြီးမှကြက်မပြည့်တဲ့ဒီနှစ်ယောက်ငါလည်းအတော်လေးစိမ့်ညစ်နေပြီဟာအမေရလဲဗျာသားနဲ့ဘာမှမဆိုင်ဘူးလေအကိုကြီးဘာသာအယူထားတာသားပြောကမပေါဘူးတိတ်ဆန်းငဖြူနင်ကိုယ်တိုင်လဲဆရာရောင်ရောင်ဘာရောင်ရောင်နဲ့ငါမျက်စိကိုနှောက်နေပြီမပြောချင်လို့ကြည့်နေရအကောင်းမတင်နဲ့နင့်လိုကြက်မပြည့်တဲ့သူကိုဆရာတင်နဲ့တရွာလုံးကလည်းယူနေကြပြီထင်တယ်အမေကအတော်လေးကိုစိတ်တူနေရဗျအမေမူရအောင်ကြည့်ပြီးကိုချက်ပေါင်းကလည်းပြန်လစ်သွားပြီလေကျုပ်သိပါတယ်အမေကအကိုကြီးကိုစိတ်ဓာတ်တူနေရစိတ်ပူနေရတော့အမှန်ပဲကျုပ်တို့မိသားစုမှာထူးခြားတာတခြားမိသားစုတွေနဲ့ဆန့်ကျင်ပဲဗျအဖေကတော့တာသမီတွေကိုချစ်တာထုတ်ပြပေးမယ်အမေကတော့ထုတ်မပြဘူးအခုအကိုကြီးကတရေချောက်တယ်ဆိုတဲ့ကိုတာခွလဲဆောင်တဲ့ကိုတယောက်တည်းသွားအိတ်တာဆိုတော့အမေတင်မကကျုပ်လဲစိတ်မချဘူးဗျတိတ်မကြခင်မှာပဲမှောင်တော့မယ်လေဒါနဲ့ကျုပ်လည်းအမေစီကခွင့်တောင်းပြီးအကိုကြီးကိုပြန်ခေါ်မယ်ဆိုတော့အမေကလည်းကြီးကြီးပြူပြူနဲ့ကိုခွင့်ပြုတယ်ဗျပြီးတော့အပြောဆိုတာကစားပြောင်းလဲသွားပြီလေဒါလက်မင်းကိုကြီးကိုအပါခေါ်ခဲ့တော့ကြားလားဒီရောက်မှသူ့အမေကိုယ်တိုင်ချိန်နဲ့ရအိပ်ပြီးဆုံးမမယ်မောင်းတော့မယ်မင်းကိုကြီးရှိရမြန်မြန်သွားကျုပ်လည်းအမေကခွင့်ပြုလိုက်တာနဲ့အိမ်ဘိုးတော်ကိုပြေးတက်ပြီးကျုပ်လွယ်နေကြလွယ်လေးကိုလွယ်ပြီးအကိုကြီးရှိရကိုတာကွလဲဆောင်တဲ့ကိုထွက်လာခဲ့တာပေါ့ဗျာကျုပ်ရွာလန်းတစ်လျှောက်ပြက်သွားတိုင်းအပြိုတွေဒီမှာလဲကျုပ်ကိုကြီးကိုချီးကျူးပြီးပြောနေတဲ့စကားသံတွေကြားနေရတယ်ဗျကျုပ်ကိုကြီးကတရေချောက်တဲ့လဲဆောင်တဲ့ကိုသွားပြီးတရေနိုင်နေမှုသွားတယ်ဆိုရဲ့အကြောင်းပေါ်လေးပြီးတော့ကျုပ်ကိုလည်းလာနှုတ်ဆက်ပြီးဘယ်သွားမလို့လဲဘာညာဆက်စုနေကြတော့ကျုပ်လည်းဘယ်သူမှနှုတ်မဆက်ပဲအကိုကြီးကြီးကခတ်တုတ်တုတ်ရှော့လာခဲ့လိုက်ရတယ်လေဗျာဒီလိုနဲ့ကျုပ်ကိုတာဝရဲ့လဲခွင်းသားလေးရောက်ရောအမောင်တို့ကတဆဆဝင်လာပြီးဗျပြီးတော့လဲဆောင်တဲ့ကိုကျုပ်ရောက်တော့အကိုကြီးကအိမ်ဖျားစင်ကအဖေပတိကိုလဲပင်းမှာဆွဲပြီးအထားကြကြတရားတော်ထိုင်နေသေးရဲ့ဗျာဒါနဲ့ကျုပ်လည်းအကိုကြီးရဲ့တမာလေးကိုစမ်းကြည့်ချင်တာနဲ့ပဲလဲဆောင်တဲ့ရဲ့အသားတိုင်းလေးကိုလှုပ်ရန်လိုက်တာပေါ့ဗျာဟေးတရေသုတ်တိငါဆိုတဲ့ဆရာကြီးနိုင်ရမင်းတို့နှင်ထုတ်ဖို့လာခဲ့တာကွအခုချက်ချင်းချောင်းလန့်နေရရက်ပြီးထွက်သွားတဲ့အကိုကြီးကတရားထိုင်နေနောက်ပြန်လှည့်မကြည့်ပဲပြောတော့ကျုပ်လည်းကြိတ်ပြီးရဲနေရပေါ့ဒီလိုနဲ့ကျုပ်လည်းနောက်တစ်ဆင့်တိုးပြီးမေသာခဲတချို့ကိုကိုင်ကလဲဆောင်တဲ့ရဲ့ကတင်လေးစီပြစ်တင်လိုက်တယ်ဗျအမလေးဗျဒီတကတော့အကိုကြီးလန့်သွားတာဗျသူ့နောက်ဘက်ချမ်းပြင်းကတင်ပေါ်မှာမြေသာခဲတွေအဆက်မပြတ်ကျုပ်ကပြစ်ချနေရောသူ့နောက်ကျော်မလုံတော့ဘူးလေဒါနဲ့သူတရားထိုင်တာပြုတ်ပြီးနောက်ကိုလှည့်ကြည့်လိုက်တော့ကျုပ်ကလည်းကြပြားကြရအနောက်ကိုဝင်ပုံးလိုက်တယ်လေအကိုကြီးကလည်းဟိုကြီးတီကြီးကြည့်နေရင်လည်းလဲပင်းရပတိကုန်းကိုချွတ်လိုက်ပြီးအခုလိုပြောတယ်ဗျဟေ့တရေလေး
ဒါပိန်ဝင်ပတိပဲကွာမောင်ကြီးစရှိသေးရငါ့ကိုလာချောက်နေရအကုန်လုံးထပ်ပြီးမသေးချင်းအခုချက်ချင်းပြန်လဲသွားကြငါပတိစိတ်လိုက်အောင်မယ်အကိုကြီးကအဲ့လိုပြောပါပြန်လဲသွားပြီးပတိစိတ်နေသေးရဗျကျုပ်လေဒီတခါတော့အကိုကြီးမသိအောင်လဲတောင်တော့ခေါင်းမိုးဖို့ဖတ်တက်လိုက်တယ်ဗျာတဲ့တကူလူကလည်းကျုပ်အပေါ်တက်သွားတော့ရိမ့်ရိုင်သွားရလေဒါအကိုကြီးကပတိစိတ်နေတောက်တစ်ချက်ခောက်ပြီးပြန်လဲမကြည့်ပဲအခုလိုဆက်ပြောလိုက်သေးရဲ့ဗျဟဲ့ငါရဲ့အဆောင်ရှောက်ပုဂ္ဂိုလ်များအခုချောလန့်နေရဲ့ပေးကိုတွားရောက်နှိမ့်နေစမ်းကျုပ်ကိုကြီးလိုမျိုးဘုရားမေတရားမေနေတဲ့သူကအခုကြာမှလှုပ်ပြားပြီးမသိရင်အဆောင်ရှောက်တွေရနေတဲ့ပုံစံမျိုးပြောတော့ကျုပ်ပြင်မယီမိအောင်အတင်းထိန်းထားရတယ်ဗျဘာဖြစ်ဖြစ်ကျုပ်ကိုကြီးကိုဒီတိုင်းခေါ်လို့လေရမှာမဟုတ်ဘူးလေသူ့ကိုချောလန့်ပြီးပြေးအောင်လုပ်မှသူအိမ်ပြန်ရောက်တော့မှာဗျဒါနဲ့ကျုပ်လေတဲအိမ်ခေါင်းမိုးပေါ်ကနေအပေါက်ကလေးတစ်ခုကိုဖောက်လိုက်ပြီးကျုပ်လိုရေးထဲမှာရှိတဲ့ရေဘူးလေးကိုထုတ်လိုက်တယ်ပြီးတော့ရေဘူးတွေကရေတွေကိုကျုပ်ကိုကြီးပတိစိတ်နေတဲ့အပေါ်တဲတဲ့ကိုလောင်းချလိုက်တယ်ဗျဟာဘာတွေလဲမင်းတို့တရေတွေအတော်လေးများနေပြီနော်အခုချက်ချင်းထွက်သွားတယ်အကိုကြီးကမျက်စိတောင်မဖွင့်ပဲအဲ့လိုပြောနေရဗျဒီတခါတော့သူ့အတန်တွေကတော်ကြီးနေပြီဒါနဲ့ကျုပ်လည်းနောက်ဆုံးအဆင့်အနေနဲ့ကြောက်မဲ့ဘွယ်အတန်တုလုပ်ပြီးအကိုကြီးကိုအခုလိုပြောလိုက်တာပေါ့ဟေး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 ဟာအခုမင်းပေါ်မှာကြာနေတာကငါပါဇက်ကစီးကြတဲ့တိတ်တွေပဲအခုမင်းအပေါ်မှာရှိနေတယ်အခုပဲမင်းကိုစားမယ်ကွာကျုပ်ကအဲ့လိုအကိုကြီးကိုကြောက်လန့်ပြီးတဲခေါင်မိုးပေါ်ကနေအနောက်ဘက်ကိုခုန်ချလိုက်တယ်ဗျဒီတော့မှကျုပ်ကိုကြီးကြောက်လန့်ပြီးလဲတောင်တဲတဲ့ကနေရွာစီကိုပစိုးမနိုင်ပဲကိုအတင်းပြေးတော့တာဗျသူ့ကိုတရေကြီးကတကယ်စားမယ်ထင်ပြီးခုန်ချလာတဲ့အထင်နဲ့နောက်ကိုတစ်ချက်တောင်လှည့်မကြည့်ဘူးပြုတ်ကျုပ်ကလည်းဒီတော့မှလဲတောင်တဲ့အနောက်ဘက်ကနေအပြင်ကိုထွက်လာပြီးတဟားရေမောနေရပေါ့ဗျာအဲ့ဒီချိန်မှာပဲကျုပ်ပေးပဲဓာတ်မင်ကြီးကနေဓာတ်သီးတွေတစ်ဖြုတ်ဖြုတ်ကျွေကြလာတယ်ဗျကျုပ်လည်းမတင်ကားတာနဲ့ဓာတ်မင်ဘောကိုမော့ကြည့်လိုက်တော့အမွှေးရှည်ရှာကြီးတကောင်ကရှည်လျားနေတဲ့တရေကြီးတကောင်ဓာတ်မင်ဘောကနေလေးဘက်ထောက်ပြီးဆင်းလာနေရဗျာနေဝင်ကြီးကအမောင်တို့ဝင်သားအချိန်ဖြစ်တာကြောင့်ကျုပ်လည်းအားလုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်လေဒါနဲ့ပဲကျုပ်လည်းပဲပြောကောင်းမလဲဒီကောင်ကြီးအောက်ကိုရောက်မလာခင်ရွာထဲကိုပြေးဝင်ခဲ့ရတာဗျို့ဒီလိုနဲ့ကျုပ်အိမ်ကိုလည်းရောက်ရောကြောက်လန့်တရားခေါင်းမှုချုပ်ပြီးကတုံးကရင်ကွေးနေတဲ့အကိုကြီးကိုတွေးလိုက်ရတယ်အမေကလည်းအကိုကြီးရဲ့ပြစ်ပုံကြည့်ပြီးရိုက်မဲ့စီစဉ်ကိုဖျက်လိုက်ရတယ်လို့အဖေကလည်းအကိုကြီးကြောက်မှဆိုလို့ဖက်ထားရတာပေါ့ဗျာအမေကတော့ကျုပ်ရောက်လာတာမြင်ရောမျက်တောင်းတစ်ချက်ထိုးပြီးကျုပ်ကိုကြည့်လိုက်တယ်ဒီတော့ကျုပ်ကလည်းအတိတ်ပဲပခေါင်းငိမ်ပြလိုက်တော့အမေကလည်းသဘောပေါက်သွားတယ်ထင်ပါရဲ့ကျုပ်ကိုပြုံးပြီးကြည့်နေရဗျတကယ်တမ်းတရေနဲ့တွေးခဲ့ရတာကျုပ်လေအခုတော့တရေကိုတော့မမြင်ရပဲကျုပ်အတန်ကြားရုံနဲ့ကြောက်လန့်နေရအကိုကြီးတကယ်လည်းရည်ရပါတယ်ဗျာအခုဆိုရင်တရေနိုင်ဆရာကြီးမောင်နိုင်ဖြစ်ကတရေကြောက်ပြီးပြေးလာတယ်ဆိုတဲ့တရင်ကတရွာလုံးကိုဖုံးသွားခဲ့ပြီဗျပြီးတော့အထူးလိုဝက်ချက်တစ်ခုအနေနဲ့တော့ရှိသေးတယ်ဗျကျုပ်ကိုကြီးကသူ့ကိုကြောက်တာကျုပ်ဆိုတာအခုချိန်ထိမသိသေးဘူးဗျခမရတို့ရဲ့ကျုပ်ရဲ့အမေရဲ့ပဲဒီကိစ္စကိုသိတာဗျတကယ်လို့များကျုပ်ကိုကြီးသာသိသွားရင်တော့ကျုပ်ခမရတို့စိတ်ဆိုးမှာနော်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကနေဒီနေ့တင်ဆက်ပေးတဲ့စာရေးသူပုံမိတ်နိုင်ရေးသားထားတဲ့မောင်ဖြိုးနဲ့ကျုပ်တို့ရွာတရေနိုင်ဆရာကြီးဆိုတဲ့ဇလန်းလေးရဲ့စာသင်ကဒီမှာပဲတင်ဆက်လို့ပြီးပါပြီခင်ဗျာအားလုံးပဲနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာ၍ဘေးဘီယာဝေးကွာကြပါစေလို့ဆုတောင်းရင်ကျွန်တော်တို့ရဲ့ channel လေးကဒီနေ့တင်ဆက်မှုကိုဒီမှာပဲခਿੱတရနာခွင့်ပြုပါခင်ဗျာ